ကျော်ဆွဲနေလို့ကျော်လိုက်နေလို့အဲ့လိုချွတ်ချွတ် အမှန်တော့အကျော်ဆွဲကြတယ်မဟုတ်ကျော်လို ကျွန် က် တော်တိတ်မကြည့်ရသေးပါနော်ဟုတ်ပါသွေးကြောပြဿနာကတမီးခုဆင်မပြောနဲ့ကွက်တိမလားတမီးခံစားရတဲ့နာနဲ့ပဲဒီနောက်တစ်ခုကကြာတော့မှသူတို့အရွယ်ငယ်သေးတယ်20ဆို20ဝန်းကျင်ဆိုငယ်သေးတယ်အဲ့အချိန်မှာဒီလက္ခဏာကြီးတွေဆိုတာကမဖြစ်သင့်သေးတဲ့အရွယ်ပေါ့နော်ဒါဆိုအကြောင်းမို့သူတမီးအိမ်အောင်ပြတာပဲအချိန်နဲ့ပြတာလဲဆိုပြီးတော့73နှစ်တည်းကအိမ်အောင်ပြလေဆိုတော့သူကလောကထန်ကသူ့မှာတော်တော်ညားနေပြီရင့်ကျက်တာပေါ့ဒါပေမဲ့ရင့်ကျက်တဲ့ပုံမူတည်ပြီးတော့အစိုးကောင်းလေးပြန်သုံးသပ်ပေါ့ဒါပေမဲ့ကျမ်းမာရေးကောင်းမှအကောင်လုံးနိုင်မှာမကျမ်းမာရေးဘာမှမလုပ်နိုင်စကားလည်းပြောချင်စိတ်တိတ်မရှိဘူးဟိုတစ်ခါအိတ်ချင်စိတ်ကြီးများနေလေဟုတ်တယ်မလားအဲ့တော့သူများဟိုကူလောတဲ့တက်လို့ဆိုသူတို့မောင်မြိုင်ဒီတာလာနေပြီးတက်တဲ့အတွက်ဆိုဆင်မဟုတ် တက်တယ်စီ တက်တဲ့စီလို့ အဲ့ပြီးတော့လေဆရာမရဲ့ဟိုဘယ်လိုပြောရဲတောက်ပြီး9မိနစ်လောက်နေဘောကအိတ်လိုက်သူစေးအချိန်မပြည့်မချင်းဘောမထောင်ဘောကစီးရမတော့အဲ့လိုက်ခေါ်လို့လည်းများအသေးပုံစံဖြစ်သွားအစီတောင်းလိုက်အကွာလည်းပြင်းတယ်အဲ့ဒီစေးကိုပြက်နေရန်ကုန်လာတော့စီမီးကြတယ်ဒါပေမဲ့အယူလို့ဖြစ်နေအဲ့လိုမရဘူးညဖက်ကျရင်ဒေါ်ရကြီးထွက်တယ်မောနဲ့တက်ရှူနွားတွေဖြစ်နေသူကအဲ့လိုဘဝပြုတ်အဲ့ဒီတက်တယ်ဆိုပြီးတော့စားနေတဲ့ဆေးကဘယ်လောက်ကြာပြီလဲတော့တလားစားဘူးနောက်ထပ်2လစားပြီးတယ်2လစားမှာ2ပတ်စားကျိုးသွားပြီတလားနဲ့2ပတ်ရှိတော့အဲ့ဒါတောက်ပြီးတော့လူကဘာပြောင်းလဲမှုရှိလာလဲဘာပြောင်းလဲမှုရှိလာလဲဆိုရင်ဟိုဒီလိုအိတ်စီတောက်လိုက်တဲ့ခဏတာအရာအားလုံးမိသွားအိတ်စီပြန်တောက်ပြီးထားလာပြီဆိုရင်ပုံမှန်တိုင်းပုံမှန်ဆိုတာခံစားနဲ့ခံစားအတိုင်းပဲအဲ့လိုမျိုးဒီစေးတောက်တုံးပဲလူအိတ်ပြုတ်သူအိတ်ပြုတ်အောင်လုပ်လိုက်တဲ့ပုံစံဖြစ်သွားပြီးတော့ငြိမ်သွားတယ်နိုးလာရင်အရင်တန်းအရင်တိုင်းဟုတ်ပြီအဲ့ဒါတော့တကယ်တော့မဟုတ်ဘူးပေါ့နော်တကယ်ဆိုကျဲမှာပါလေနော်ဒါပေမဲ့ဘာလဲတော့မသိဘူးပေါ့ဆက်ကြည့်မယ်နော်သူ့အနေထားတွေးကြောဖွင့်ကိုဖွင့်ရမယ်စိတ်စားရမယ်တွေးကြောဖွင့်ကိုဖွင့်ရမယ်နော်ဒီဝင်းနေပါရောမှန်လားဝင်းကောင်းလားနားလို့နားလို့ရှိလိုက်ရတဲ့ခါကြရဲ့ပေါင်းရတဲ့ခါဝုန်းချုပ်တယ်တယ်မပါအဲ့ဒါဟိုအမအဒီဘယ်လိုလဲမော်မြိုင်မှာကျတော့ဒီအောက်မှာပုံလို့ပြန်လို့မရဘူးအောက်မှာပုံရအရင်ဆက်ရတယ်အရင်ဆိုသူစီလုံးရှိသူစီနေတော့တမီးတဲ့အဲ့ဒါစားမှသွားတယ်အဲ့ဒါစားကြအခုတမီးကဒါအစာအိမ်လည်းတိတ်မကောင်းဦးလည်းတိတ်မကောင်းလို့ပြရတယ်ပေါ့နော်ဒါကြောင့်ဆိုင်ရတော့ရှိတယ်ဆိုင်